အသစ်ပါကင်ပိတ်ထုတ်လုပ်ထားတဲ့ M နဲ့သုံးအနေနဲ့ကျွန်တော်တို့ iPhone ကလုံးတွေရှိပါမယ်ခင်ဗျာမင်္ဂလာပါ icon ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီကနေ့ရှင်းပြပေးမှာတော့ကျွန်တော်တို့ iPhone အမျိုးအစားဘယ်နှမျိုးရှိလဲဆိုတော့ပြောပြပေးမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ Apple က official ထုတ်လုပ်ထားတဲ့ Apple official iPhone ရှိမယ်နံပါတ်2အနေနဲ့ကျွန်တော်တို့ China ကနေပြီးတော့ပြန်လည်ပြင်ဆင်မွမ်းမံထားတဲ့ China refurbished iPhone ရှိမယ်နံပါတ်3အနေနဲ့ကျွန်တော်တို့ iPhone ကလုံးတွေရှိပါမယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်နံပါတ်1ဖြစ်တဲ့ Apple official iPhone တွေရဲ့ model နံပါတ်ကိုကြည့်ပြီးတော့ဘယ်လိုခွဲလဲဆိုတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1ကတော့ကျွန်တော်တို့ Apple က official ထုတ်လုပ်ထားတဲ့ brand new အသစ်ပါကင်ပိတ်ထုတ်လုပ်ထားတဲ့ M နဲ့စပါတယ်နံပါတ်2ကကြတော့ကျွန်တော်တို့ Rani ကာလအတွင်းမှာတခုခုပျက်စီးလို့တော့၎င်းတခုခုချိုးရင်းလို့တော့၎င်း Apple ကနေပြီးတော့ Rani claim ပြီးတော့ပြန်ပြီးတော့ replace လုပ်ပေးထားတဲ့အလုံးကို replacement အလုံးလို့ခေါ်ပါတယ်အဲ့ဒီကောင်ကြတော့ model နံပါတ် N နဲ့စပါတယ်နံပါတ်3အနေနဲ့ကြတော့ကျွန်တော်တို့ Apple က trade-in လုပ်ပေးထားပြီးတော့သူတို့စီမှာရောက်လာတဲ့ body ရော့တာတော့၎င်းကျွန်တော်တို့ battery လဲရမှာတော့၎င်းမှန်လဲရမှာတော့၎င်းအဲ့လိုအလုံးတွေကိုသူတို့ပြန်လဲပြင်ဆင်မွမ်းမံပြီးတော့အသစ် reparking လုပ်ပြီးတော့ running တစ်နှစ်ပြန်ပေးတယ်ပြန်ရောင်းချတယ်အဲ့ဒါကိုကြတော့ model နံပါတ် F နဲ့စပါတယ်နံပါတ်4အနေနဲ့ကြတော့ကျွန်တော်တို့ model နံပါတ် P နဲ့စတာတခုရှိပါသေးတယ်အဲ့ဒါကတော့ကျွန်တော်တို့ personalize customize မှားထားတဲ့ဖုန်းတွေကိုကြတော့ P နဲ့စပါတယ်ခင်ဗျဒါလေးကိုကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်နောက်နေ့မှာလည်းဒီဟာလေးနဲ့ဆက်ဆက်တဲ့ဗီဒီယိုလေးကိုထပ်တင်ပေးပါမယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျအိုင်ကွန်နာကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာ